ရမှာကျမဒီတချင်းဆိုတာပေါ့တခါမှမရောက်ဘူးတဲ့နေပေတဲ့လားအဲ့ဒါဆိုအော်ငါတခါမှမရောက်ဘူးတဲ့နေပေတဲ့ဘုဆိုမနေပေတဲ့မှာငါရောက်နေပြီဒါနဲ့တရားရေယုံကြည်ခြင်းနဲ့ပဲသွားချင်တယ်ယုံကြည်ခြင်းဒီရလဲတမီးအဖြစ်တော့မယုံကြည်နိုင်ဘူးတရားကပြီးယုံကြည်ခြင်းပေးပါယုံကြည်ခြင်းတရားပါဆက်တရားယုံကြည်ခြင်းနဲ့ပေါ့နော်အဲ့လိုစုတောင်းတဲ့အခါမှာကျမရဲ့နှလုံးသားထဲမှာတကယ်ပဲနိသိချင်းတွေရတယ်ပေါ့နော်အပြင်ကလာတဲ့နိသိချင်းတွေကတော့ခဏလေးပဲအဲ့လူပြောက်တော့ရပြောက်တာအပြင်ကလေဘုရားကနိသိပေးတာကဦးပြီးကျမအသက်ဟိုအားဖြစ်စေတယ်လို့ကျမအဲ့လိုမင်္ဂလာပါတရှင်တော်ဝိညာဉ်တော်မင်္ဂလာပါတရှင်တော်ဝိညာဉ်တော်အာမင်ကျွန်တော်စူးစမ်းနေတာသစ္စာရှိရကျွန်တော်အသခင်ကထမြောက်ခဲ့ပြီပါတည်ခြင်းကိုလည်းအောင်မြင်ခဲ့ပြီပါဒီတဲ့မကဘူးကိုကျွန်တော်တို့ကိုတရှင်တော်ဝိညာဉ်တော်ကိုလည်းအပိုင်ကပေးခဲ့ပြီပါဒီနေ့လောကမှာတင်ကြုံရမယ့်ခက်ခဲပြဿနာတင်ခံရအောင်မဲ့စုံစမ်းနောက်ဆက်ချက်အကုန်လုံးကိုအောင်မြင်ကျော်လွှားနိုင်ဖွဲ့အတွက်ဝိညာဉ်တော်ဘုရားပေးခဲ့ပြီပါဒီနေ့ကျွန်တော်ဒီအိုင်တောင်းသူကြောင်းသားများတယ်လေဝိညာဉ်တော်ဘုရားကိုအကျွင့်မဲ့ယုံကြည်လက်ခံလျက်ဖတ်ခဲ့မှုတော်မြတ်တဲ့တက်ဆုံးနိုင်ပါဝင်သွားကြပါစို့ဆိုပြီးနှုတ်ဘတော်အပြပွားပေးလို့ရင်းရတော့ပါဒါတကယ်ကောင်းချီးပေးပါစေအာမင်I swear I don't let the can be